ကောင်မလေးရဲ့ရှာကရုတ်တရက်မီတာ20လောက်အထိရှည်ထွက်လာပြီးအမျိုးသားရဲ့အသက်ကိုစုပ်ယူဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားရဲ့ဇနီးဖြစ်သူကအခြေအနေအလုံးကိုမြင်သွားပြီးကောင်မလေးရဲ့ရှာကိုချက်ချင်းပဲဖနှောင်းနဲ့ပေါက်လိုက်ပါတယ်။ကောင်မလေးလည်းနာကျင်လွန်းလို့အော်ဟစ်မိသွားပါတော့တယ်။အမျိုးသားကတော့စပွဲအောက်မှာတခုခုကျသွားတဲ့အထင်နဲ့ငုံကြည့်ဖို့ပြင်လိုက်ပါတယ်။သူငုံလိုက်တဲ့အချိန်မှာပဲစုံမကသူ့ရဲ့ရှာကိုအမြန်ဆုံးပြန်ရုပ်လိုက်ပါတယ်။ဇနီးဖြစ်သူကလည်းလက်တုံပြန်တာမြန်ဆန်ပြီးစုံမရဲ့ရှာပေါ်ကိုမယုတ်သီး sauce တွေလှုပ်ဝက်စွာတုပ်လိမ့်လိုက်ပါတယ်။မျိုးသားပြန်မောကြည့်လာတဲ့အခါမှာတော့သူမဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေပေမဲ့စုံမရဲ့ရှာကတော့အဆက်ရှိန်ကြောင့်ပူလောင်နာကျင်နေပါပြီ။အဲ့ဒီနောက်မှာတော့အမျိုးသားကရေသွားယူဖို့မိဖို့ကြောင့်တဲ့ကိုဝင်သွားပါတယ်။စုံမကသူမရဲ့ရှာနဲ့အမျိုးသားရဲ့လက်ကိုလှမ်းဖမ်းဖို့ကြိုးစားပြန်ပါတယ်။ဒါပေမဲ့အမျိုးသားတတိမထားမိခင်မှာပဲဇနီးဖြစ်သူကသူ့လက်ကိုဆွဲယူလိုက်ပြီးစုံမရဲ့ရှာကိုတခါထပ်ဖုံးကွယ်လိုက်ပြန်ပါတယ်။သူတို့အခန်းထဲကထွက်သွားတဲ့အချိန်မှာဇနီးဖြစ်သူကတကားကိုပြင်းပြင်းထန်ထန်ပိတ်ချလိုက်တဲ့အတွက်စုံမရဲ့ရှာကတကားကြားမှာညှက်သွားပါတော့တယ်။စုံမလည်းနောက်တစ်ကြိမ်နာကျင်စွာနဲ့အော်ဟစ်မိပြန်ပါတယ်ခဏကြာတဲ့အခါမှာစုံမကနောက်တစ်ခါထပ်ပေါ်လာပြီးသူမရဲ့ရှာနဲ့အမျိုးသားကိုတိုက်ခိုက်ဖို့ပြင်ဆင်ပြန်ပါတယ်အဲ့ဒီအချိန်မှာဇနီးဖြစ်သူကပကံကိုရည်ရွယ်ချက်ရှိရှိလွှတ်ချလိုက်တဲ့အတွက်အမျိုးသားကငုံကောက်မှာစုံမရဲ့ရှာကစူပွက်နေတဲ့စွပ်ပြုတ်အိုးတွေကိုတက်တက်ကြီးကျသွားပါတော့တယ်အကြိမ်ကြိမ်စူးစမ်းပေမဲ့မအောင်မြင်တဲ့အဆုံးမှာတော့စုံမဟာလက်လျှော့ပြီးထွက်သွားရပါတော့တယ်